အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့က G-Shock ထဲက unboxing လုပ်ပေးမှာပါဒါကအခုနောက်ပိုင်းမှာတော်တော်လေး popular ဖြစ်တဲ့ model ပါထွက်ထားတာလည်းတိတ်တော့မကြသေးဘူးဘာလေးဖြစ်မလဲဆိုတာကျွန်တော်လည်းအတူတူလိုက်ကြည့်လိုက်အောင် let's go ပို့တယ်မှာတခြားလေးရေးထားပေးတယ်ကျွန်တော်တို့ပစ္စည်းမဖောက်ခင်နဲ့ဗီဒီယိုရိုက်ထားပါ review ရိုက်နေဆိုတော့ကွက်တီပဲဗီဒီယိုလေးရိုက်ထားကျွန်တော်ဟိုပစ္စည်းမှားတာတွေပစ္စည်းတစ်ခု error ဖြစ်တာတွေပစ္စည်းထိခိုက်တာတွေရှိလို့ရှိရင်ကျွန်တော်တို့return ပြန်လုပ်လို့ရအောင်လေဒီခါလေးโอเคဟိုဘာပါလဲဒီမှာတူဘူးဟုတ်ပါတယ်ဗျဟုတ်ပါတယ်ဟုတ်စားလို့ရပြီဟုတ်ပါတယ်ဟိုလေးထုတ်လက်ဆောင်ပါတယ်ဟုတ်ပါတယ်နော်ဒါတွေ့ဘူးအနေထားတစ်ခုကြက်နေအောင်နော်ပြင်ပြင်အောင်ထည့်တာရဘာလုံးလေးဘူးကဒီမှာဒီကောင်လေးပါဒီကောင်ကျွန်တော်လည်းဖောက်တော့ပါ private အတဲကလို့စောကစားငါရောက်ကြသိခါကိုမစောကားဒါတော်များဒီနေ့တကားကောင်းပဲပဲတဲ့လည်းမသိဒီဝင်းကတာဒီွဲချင်နိုင်ွဲနေရအောင်ငါကမခတ်တာငါရဲ့ပတ်ချာအရှင်ဘဆူဘကလူနဲ့ပြန်ငါကတ်တာဒီစုလေးလူကူမြင်ကြကတဲ့ new school နဲ့ပြတ်သွားမင်းတို့ရှက်များရှက်တိုင်းငါရှက်မနာမရှက်ချင်ထွက်သွားချမ်းရမှာတော့အော်ချင်တဲ့ချက်စားတမနာရဲ့အကောင်းဆုံးပဲနေငါချစ်ကိုကောင်းဆုံးပဲဘဝကိုစိတ်ပြရအောင်ပဲပဲရင်ဝင်အောင်လေအသေးစားဘူးမအိမ်မက်တဲ့ချီတာ GM 2100D ဒီကြောင်းလေးပါဒီမော်ဒယ်နံပါတ်ဟုတ်လားโอเคဘာတွေပါမလဲကြည့်လိုက်ပါကျွန်တော်တူတူလိုက်ပြီးတော့ကျွန်တော်မနီဘုတ်ပါပါတယ်611ဆိုတဲ့မနီဘုတ်ပါနောက်ပြီးတော့ကျွန်တော်တို့ CMG ကဟိုနီစာရွက်ပါတယ်နော်သုံးတယ်ကျွန်တော်တို့နောက် G-Shock ကဟိုနီကတ်တွေဟိုနီ address post တွေပါတယ်ပေါ့ okay โอ้ว้าวရပါပြီခင်ဗျာစောင့်ရမ်းမိုက်ပါတယ်ဒီကောပါစောင့်ရမ်းမိုက်ပါတယ်ကျွန်တော်တို့ဘယ်လိုပြောမလဲ GA 2100ကို modify case ပြောင်းမတက်ရှင်ဘူးကျွန်တော်တို့ငွေလဲနိုင်တယ် original ကျွန်တော်တို့ metal ပဲလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်ကလုံးဝတော်တော်လေးရွေးချယ်စရာဖြစ်မယ်နောက်သူ့ရဲ့ original ဒါ original ကျိုး original case ပေါ့နော် original အိမ် original တိုင်းလာတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးသူ့ရဲ့ color လေးကိုမိုးပြအောင်လေးပါကျွန်တော်ဒီမှာ showroom ရောင်းတဲ့ကတ်ဈေးလေးပါတယ်ပေါ့နော် showroom ရောင်းတဲ့ကတ်ဈေးလေးတစ်ချက်လောက် show 1000နဲ့900နော်ဘတ်1000နဲ့900ဟုတ်လား showroom ဒါ showroom ရောင်းဈေးဘတ်1000နဲ့900ပါနော် showroom ရောင်းဈေးဘတ်1000နဲ့900ဒါလေးကကျွန်တော်ကိုငွေအပြည့်ကြိုလွှဲပြီးတော့ယုံကြည်စွာနဲ့မှားလာတယ်ကျွန်တော်တို့ရန်ကုန်တိုင်းအရန်ကုန်ကပဲတောက်တန်းလားခင်းရတော့ကျွန်တော်တခြားမှန်းပြီးတော့အရိယာအကူပေါ့နော်ကျွန်တော်ငွေပြည့်ကြိုလွှဲမှားလာပြီးတယ်ကျေးဇူးအများကြီးတင်ပါတယ်ယုံကြည်စွာနဲ့ငွေပြည့်ကြိုလွှဲမှားလာပြီးတဲ့အတွက်ဒီကောင်ကကျွန်တော်ဒီဇိုင်းကာလာကျွန်တော်ကာလာဒီဒိုင်းကာလာကဒီကောင်ကကျွန်တော်9ရောင်လာတယ်ဗျနော်ဒီကောင်9ရောင်လာတယ်ကျွန်တော်ဒီဗီဒီယိုအောက်မှာလည်းရနိုင်တဲ့ကာလာလေးကျွန်တော်ပြပေးမယ်ဒီကောင်ကကျွန်တော် original metal ပေါ့နော် original stainless steel ပေါ့ဒါ G-Shock original stainless steel ကျွန်တော်တို့ကပုံမှန်ဆိုလို့ရှိရင် GA 2100ကိုကျွန်တော် modify case ပြောင်းတယ်ဒီကောင်ကကျွန်တော်တို့တက်တာတယ်ပေါ့နော်ဈေးတက်တာတယ်နောက်ကျွန်တော်တို့ဟို design တွေကျိုး design တွေပါတယ်ကျွန်တော်တို့ AP ကို expire ယူတဲ့ design တွေဖြစ်မှာပေါ့နော်ဒါကတော့ G-Shock original ကျိုး design original ပုံစံအတိုင်းပဲနော်အတူ stainless steel case တော့ပါတယ်အရင်မိုက်ပါတယ်ဒီအလဲကဒီအထိုင်ကတော်တော်လေးကိုလင်းပြီးဝင်းနေတာပဲတော်တော်လေးမိုက်တယ်လက်ပေါ်ကြည့်ပြီးတော့တင်လိုက်လို့ရှိရင်တော့ share ပဲဒီစတီး quality ကလည်းဘယ်လိုပြောမလဲ original G-Shock original ဖြစ်တော့မှာတော်တော်လေးလက်ပြပြောင်းလေးတော့တော်တော်လေးမိုက်ဒီကောင်ကဒီလောက်ကျွန်တော်တို့ပြဒီလောက်ဈေးအကြီးပေးထားပြီးတော့မှဒီကောင်အားနည်းချက်ရှိတယ်ဗျအားနည်းချက်ကြီးမမိုက်ပါဘူးအဲ့ဒါကြီးကျွန်တော် solar လေးတော့ထည့်ပေးတင်တယ်ဗျ solar မပါဘူးဒီကောင်ရိုး GA 2100ရိုးကြီးဖြစ်နေဒါဆိုအားနည်းချက်ပေါ့နော်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင် solar လေးပါရင်ပို့ပြီးတော့မိုက်တယ်ပေါ့နော်ဟိုပြည့်စုံသွားတာပေါ့ဒီကောင် solar မပါဘူးကျွန်တော် GA 2100မှာဆိုရှင်ကျွန်တော် solar တို့ bluetooth တို့ပါတဲ့ဟာတွေပြန်ပြီးတော့ adjust လုပ်ပြီးတော့ပြန်ပြောင်းပြီးတော့ထည့်လို့ရမှာဒီကောင်မှာတော့မပါဘူး။ wall time ထုံးတဲ့ wall time တွေပါတယ်ကျွန်တော် water resistance ကတော့200မီတာအနက်ထိရတယ်ပေါ့နော် short resistance တွေပါတယ်ကျွန်တော် carbon gold cut gold တော့မဟုတ်ဘူးဒီကောင် metal လဲပါနော် all stainless steel full stainless steel ပါGA 2100 site ကလည်းတူတူပါပဲ GA 2100 site ထဲပါပဲကျွန်တော်ဒီတိုင်းပြဒီ color လေးတော်တော်စောက်လိုက်ရတယ်ဗျာ customer ဒီ color လေးဒီမှာ store မှာပစ္စည်းပြတ်နေလို့ဆိုပြီးတော့
တော့ကျွန်တော်ဆောက်လိုက်ရတယ်ဒီကောင်40နဲ့ကျွန်တော်တို့48ပေါ့နော်48ကျွန်တော်တို့ဘောင်းကျွန်တော်မှန်မဲဆိုလို့ရှိရင်တော့ကျွန်တော်40ပေါ့မှန်မဲဆိုတော့40ပဲဘောင်းပါဆိုလို့ရှိရင်တော့ကျွန်တော်48ပါတိုင်း site ကလည်းကျွန်တော်အရင်မကြီးမသေးလေးပေါ့ဒါပေမဲ့သုံးရတဲ့ material တော့တော်တော်လေးမိုက်ပါတယ်ကျွန်တော်ဒီမှာနော်သူ့ရဲ့နောက်ကျော်သူ CMG ဒီမှာပါတယ်ကျွန်တော်ဒီမှာဒါသူ့ရဲ့ lever cut ဒီကောင်လေးကျွန်တော်ဒီမှာမှာမယ်ဆိုလို့ရှိရင်73သိန်းနဲ့9000ကျတဲ့မှာပဲကျွန်တော်တို့ဒီမှာ show ရောင်းစေးဒီမှာ1000နဲ့ကျွန်တော်တို့900လို့နော်1000နဲ့900လို့အခုလက်ရှိလဲကျွန်တော်15သိန်းအပေါ်မှာရောင်းတယ်ပေါ့နော်ဒါပေမဲ့မှာမယ်ဆိုလို့ရှိရင်တော့73သိန်း9000နဲ့ရမယ်လူချင်းတဲ့ color design မျိုးစုံလေးလေကျွန်တော်တို့ရတယ်ကတော့သူ original အတိုင်းလေးပဲသုံးရမှာပေါ့နော်ကျွန်တော်တို့နောက်ပြီးတော့ case ကတော့အခု G2100 လို့ပါလို့ထုတ်လဲလို့တော့လောဆယ်မရတော့ဘူးဘာလို့လဲဆိုတော့သူရဲ့ accessory ပစ္စည်းတွေလည်းမထွက်သေးဘူးနော်ပစ္စည်းထွက်ထားရလည်းမကြသေးဘူးဆိုတော့လေကျွန်တော်သူလဲချင်တော့မှသူ original frame လောက်ပဲပြန်လဲလို့ရမှာပေါ့နော် modify တော့လုပ်လို့အဆင်မပြေသေးဘူးဒီကောင်လေးကဒါသူ့ရဲ့ original ပဲကြိုက်တယ်ဆိုတဲ့လူကြီးမင်းတွေအတွက်ဆိုတော့တော်တော်လေးတော့မိုက်တယ်သူဒီအတိုင်းလောက်ထားတဲ့ဟာတွေရောသုံးတဲ့ stainless steel color design တွေရောတော်တော်လေးမိုက်တယ်တော်တော်ပြောင်ပြောင်လဲလဲနေပါတော်လေးမိုက်ပါဒီကောင်လေးထောက်တိုင်းကျွန်တော်ဒီမှာပစ္စည်းမှာမယ်ဆိုလို့ရှိရင်တော့ 20% deposit ကတော့ကြိုပေးရပါတယ်ကျန် 80% အိမ်အောင်ငွေချေရပါတယ် 20% ပဲယူတာပါငွေအပြည့်ယူတာမဟုတ်ပါဘူးတဘောပေါက်လွယ်အောင်လို့ deposit ဆိုတာလည်းကျွန်တော်စရန်တဘောမျိုးလို့ပြောတယ်တချို့နားလည်မှုလွဲတယ်အိမ်အောင်ငွေချေမရဘူးလားဟုတ်ကဲ့မရပါဘူး 20% deposit ပဲပေးရမယ်ဆိုလို့ရှိရင်ငွေကြိုမလွှဲနိုင်ဘူးဆိုပြီးတော့ဒီကနောက်ပြန်ပြီးတကြံမေးဆိုငွေဘယ်လိုကြိုမလွှဲနိုင်တော့ဆိုငွေအပြည့်ကြိုမလွှဲနိုင်ဘူးဆိုတော့ငွေအပြည့်ကြိုလွှဲရမှာမဟုတ်ဘူးလေ20%လုံးကလွှဲရမှာပစ္စည်းတန်ဖိုးက3သိန်းဆိုလို့ရှိရင်2000ပဲကြိုပေးထားရမှာပစ္စည်းတန်ဖိုးက3သိန်းခွဲဆိုလို့ရှိရင်ကျွန်တော်3000ပဲကြိုပေးထားရမှာအဲ့လိုပြန်ရှင်းပြရမှာအဲ့လိုလားဟုတ်ပြီနားမလည်လို့ပေါ့နော်မသိလို့ပေါ့နော်ငွေကြိုအိမ်ရောက်ငွေချင်းမရဘူးဆိုတော့ဟိုလိုမျိုးအဲ့လိုပြဿနာမရှိပါဘူး20%လောက်ကတော့ပေးလို့ရပါတယ်ကျွန်တော်အဲ့လိုနောက်ကလိုက်ပြန်ရှင်းပြနေတယ်တချို့ကတော့နားလေတယ်တချို့ကတော့နားမလည်ဘူးကျွန်တော်နားမလည်လူကြီးမင်းတွေကိုလည်းကျွန်တော်တို့အဲ့လိုလိုက်ပြန်ပြောပြပေးရတာပေါ့နော်တချို့ကတော့အဲ့လိုမျိုးမဟုတ်ပါဘူး deposit ပေးရမှာဆိုလို့ရှိရင်အဆင်မပြေဘူးမဝယ်ဘူးပေါ့နော်တရားငွေချေအပြည့်ရမှာပဲဝင်မယ်ပေါ့ကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲ guideline ကတော့ဒီတိုင်းပဲသွားပါတယ်ကျွန်တော်တို့ရဲ့ process ကတော့ဒီတိုင်းပဲသွားပါတယ် 20% deposit ယူပါတယ်ဆိုတော့အပြည့်ငွေအပြည့်ကြိုလွှဲပေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော် delivery charge ပေးစရာမလိုဘူးပေါ့နော် delivery charge free ပါကျွန်တော် 20% ပဲပေးရမှာဆိုတော့ delivery charge ရှိတာပေါ့ delivery charge ကျွန်တော်တို့ round about 1000ဝန်းကျင်ပေါ့ကျွန်တော်1000ဝန်းကျင်လောက်တော့ကြာမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ delivery charge ပေးရမှာပေါ့နော်အဲ့ဒါတက်တာကျင်တယ်ဆိုလို့ရှိရင်တော့ငွေအပြည့်ကြိုလွှဲပေးတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော်ဒီကောင်လေးပါပြန်ပြောပြပါမယ်ဒီကောင်လေးပါ model number တွေချက်တော့ပြန်ပြောပေးပါမယ်မှတ်မိလို့ရအောင်ပါကျွန်တော် GM 2110D 2A ဆိုတာလာပါတယ် 2A ဆိုတဲ့ model နဲ့လာပါတယ် 2A ဆိုတဲ့ကောင်ကအရောင် color 5ခုမှာနှလုံးမြောက်ပေါ့နော်နှလုံးမြောက် 2A ဇင်းလုံးလေးပြန်ပြောပေးပါမယ်73သိန်းနဲ့9000မှာကျွန်တော်တို့မှာပဲဆိုကြာခြင်းကတော့2ပတ်ကနေ3ပတ်အတွင်းတော့ကြာပါမယ်အဲ့ဒါလေးလည်းကျွန်တော်စောင့်ပြရမှာပေါ့နော် brand new authentic ပဲရောက်ပါတယ်ကျွန်တော်လုံးအဟောင်းနေလည်းပြန်မဝယ်ပါဘူးကျွန်တော်ဝယ်ရောင်းလည်းမလုပ်ပါဘူးကျွန်တော်အလုံးအဟောင်းလာဆက်တဲ့မိတ်ဆွေတွေကျွန်တော်အလုံးအဟောင်းလာဆက်တဲ့လူကြီးမင်းတွေလည်းကျွန်တော်ငင်းလို့ရတာနည်းနည်းအဆင်မပြေဘူးနော်အဲ့ကျွန်တော်ဗီဒီယိုထဲမှာကျွန်တော်တစ်ခါထည့်ပြောလိုက်တာပါကျွန်တော်အဟောင်းလုံးဝပြန်မဝယ်ဘူးပါမဝယ်ဘူးပါဘူးကျွန်တော်စီကဝယ်ထားရင်လည်းကျွန်တော်ပြန်မဝယ်ပါဘူးကျွန်တော်ရောင်းလို့ရမယ့်နေရာကျွန်တော်ညှို့မိလိုက်တာပေါ့နော်အဲ့တော့ Facebook group တွေရှိတယ်ပါအဲ့မှာရောင်းလိုက်လို့ရှိရင်ကြိုက်ဈေးရမယ်ပေါ့နော်ကိုကတအားငွေလိုနေလို့ဘိုက်နာနေဆိုလို့ရှိရင်တော့ကျွန်တော်ကဝယ်ရောင်းသမားလက်ထဲကိုကျွန်တော်ထိုးထည့်ပေးလိုက်မှပဲအဆင်ပြေမှာနော်ဝယ်ရောင်းသမားတော့သူတို့ဈေးတော့နှိမ်ပြီးတော့ဝယ်မှာပေါ့နော်ကိုယ်တိုင် Facebook group မှာကြိုက်ဈေးရပြီးတော့ရောင်းမယ်ကိုနဲ့ဝါသနာတူတဲ့လူအဲ့လို second နဲ့ဈေးသက်သက်တာနဲ့လိုချင်တဲ့လူအချင်းချင်းတွေ့သွားလို့ရှိရင်တော့ဒါအဆင်ပြေသွားမှာပေါ့နော်ဒါကတော့ကျွန်တော်လမ်းညွှန် guideline ပေးတာပါလမ်းညွှန်ပဲကျွန်တော် PC အဟောင်းပြန်မွေပါဘူးကျွန်တော်စီကဝယ်ထားလဲကျွန်တော်ပြန်မွေပါဘူးကျွန်တော်အစ်စ်တစ်မျိုးတိတန့်သေးပဲရောင်းတာဖြစ်တဲ့အတွက်ကျွန်တော်ဝေါင်းဝေးပါပဲအဲ့ပုံစံအတိုင်းပဲကျွန်တော်သွားပါတယ်ကြည့်ပြီကျေးဇူးတင်ပါတယ်ကျွန်တော်ခင်ကျေကိုဖြိုးပါဘိုင်